အားလုံးပဲမင်္ဂလာပါရှင်။私ကတော့ရမင်းဂျပန်တန်တန်းကျောင်းမှာဆရာမရမင်းပဲဖြစ်ပါတယ်ရှင်။အခုဗီဒီယိုဖိုင်လေးကတော့ M4 ခန်းကြီးတွဲလုံး၄ဖိုင်မြောက်ဖြစ်နေတင်ပေးမှာဖြစ်ပါတယ်ရှင်။စာလေးမတင်ခင်မှာစက္ကန့်ဝါလောက်စကားလေးခဏပြောဦးမယ်နော်။ဘာလဲဆိုတော့ကျောင်းသားတို့ကတခါလေး comment မှာဘာလေးတင်မှာညာလေးတင်မှာမှန်နေကျောင်းသားတို့ရဲ့ဟာကိုမြင်နေကိုဖတ်တယ်လीနော်။ဒါပေမဲ့တခုလေးနားလည်ပေးဖို့ပြောချင်တာကလေအပြင်းနှန်းတင်တာထက်လေဗီဒီယိုဖိုင်တင်တာတွေကပို့ပြီးတော့အချိန်ပိုပုတ်တယ်ရှင်ဘယ်လိုမျိုးလဲဆိုတော့တခါတလေဗီဒီယိုတင်လိုက်တယ်ဗီဒီယိုဖိုင်တစ်ပုတ်ကနိုင်ဝက်ကြတယ်ဆိုရင်အမတို့တခါတည်း line ပေါ်မူတည်ပြီးတော့အဲ့ဗီဒီယိုတင်ရတာအနည်းဆုံးနိုင်ဝက်ကနေတခါတည်းလေအဲ့ဖုန်းနဲ့မြန်အောင်လို့ရိုက်ပေးတယ်မရဘဲနဲ့တင်လိုက်ပြက်လိုက်တင်လိုက်ပြက်လိုက်ဟိုဘက်ကူးလိုက်ဒီဘက်ကိုတနားရီလောက်အမအမြဲတမ်းကုတ်တုတ်ထိုင်မိပါတယ်တခါလေအဲ့ဗီဒီယိုဖိုင်ကိုလေကိုကလေတင်ထားတာပဲငါလှုပ်ရှားရှိတဲ့တစ်ဖက်ကအလုပ်လုပ်လိုက်မယ်လုပ်လို့မရအောင်အဲ့ဖုန်းကိုဒါရှိဖုန်းကြောင့်မဲလားမသိဘူးအဲ့တင်နေတော့မျက်လုံးကထိုင်ကြည့်မနေလို့ရှင်ဗီဒီယိုကရက်သွားတာဆိုရင်ပြည့်ကန်ဒီမှာရက်သွားရင်တန်လိုင်းဖြစ်တော့ထိုင်ဆောင်လဲမရအစအနေပြန်တင်ရအဲ့လိုမျိုးအခက်ခဲလေးတွေဖြစ်တယ်ပေါ့နော်ပြပြချင်တာကတင်ပေးခြင်းနဲ့တင်ပေးခြင်းနဲ့စိတ်ကြောင့်လေကိုယ့်ဘာနဲ့ကိုတင်ပေးနေတာပေါ့နော်သို့တော်ညာလေတစ်ခါတည်းမှာဗီဒီယိုလေးတွေနဲလာတဲ့အခါမျိုးအဲ့လိုမျိုးဆိုရင်နားလည်ပေးပါလို့အတိုက်ရှိမှဒါပညာဒါနတင်တယ်လို့ကို့မှာတစ်ဖက်ကအတန်းတင်တာလည်းရှိသေးတယ်အဲ့တော့ကျောင်းသားတို့စီမှာတက်လာတဲ့ဗီဒီယိုလေးက2ပုတ်လောက်ဆိုပေမဲ့အတိုက်ရှိကအဲ့ဗီဒီယို2ပုတ်အတွက်ဆိုလို့ရှင်အနည်းဆုံး2နာရီ3နာရီလောက်ကအချိန်ပြုတ်တယ်တစ်ဖက်မှာကတင်နန်းစာတင်တယ်ဆိုလို့ရှင်ဘာမှရေးရကြည့်လိုက်ရင်တော့ဘာအလုံးမှမပြီးသလိုနဲ့တကယ်ပေးထားတဲ့အချိန်တွေကမနှဲဘူးပေါ့နော်ဒါလေးကိုပြပြတာပါတခါတလေဗီဒီယိုလေးနဲတယ်ဆိုတာဒီလိုအခက်ခဲလေးတွေရှိလို့ပါဆိုတာကိုပြပြတာပါအလုံးနဲ့ရှင်လာတဲ့ခါကျတော့အမကအမြဲတွေ့ရတယ်ပေါ့နော်အခြားကိစ္စနဲ့ပညာဒါနနဲ့ရှင်ပညာဒါနကိုဦးစားပေးရင်ပေးမယ်အလုံးနဲ့ဒီဘက်ကငွေယူထားတဲ့အခက်ကငွေကြောင့်မဟုတ်ဘူးတာဝန်တစ်ခုပိုကြီးသွားတယ်ပေါ့နော်ငွေယူထားတဲ့အခါကျတော့သူတို့ကျတော့မတင်မဲနဲ့ဒီဘက်ကိုလာတင်ကြတော့ကိုကဟန်ဆောင်ပြီးတော့တင်တယ်လို့ဖြစ်သွားတယ်လို့ကိုယ်စိတ်ကိုခံယူရတယ်ပေါ့နော်တစ်ဖက်ကအလုပ်ကိုအရင်ဦးစားပေးရတယ်သူတို့ဦးစားပေးတဲ့အခါမှာဗီဒီယိုတင်ရတာတွေကြားတာဘာညာအခက်ခဲရှိရင်ကျတော့အမလည်းအချိန်နဲ့တအားပေးလိုက်ရရင်ဒီဘက်ကိုရောက်မလာနိုင်မှုတွေဖြစ်သွားတယ်ပေါ့နော်ဒါကြောင့်မလို့တင်ကျင်ရသားနဲ့မတင်နိုင်တာကဒီလိုအခက်ခဲလေးတွေပါလို့အပြင်မှာဆိုဒီက9စားလောက်ပြီးမဲ့ဟာကိုဒီမှာငိုးတို့လောက်ထိုင်ဆောင်ပြီးတော့မပြီးဘူးအချိန်လဲပုတ်တယ်လူလဲပန်းတယ်ပေါ့နော်ကဲဒါတော့ဒါပြပြပေးတာပါစောင့်နေကြတယ်ဆိုတော့ comment လေးတွေတွေ့လို့ပါအခုတင်မှာကတော့ M4 ခန်းကြီးသွားပါပြီညစ်ပတ်သွားပြီပညာဒါန၄ဖိုင်မြောက်တွဲလုံးပေါ့နော်ကဲအရင်ဆုံးဒီမှာတင်မှာကပထမတစ်ခုကအတွေ့အကြုံဆိုတဲ့ဟာလေးပေါ့နော်ဒါလေးကခန္ဓာကိုယ်ဒါကစာမေးပွဲမှာပါတဲ့ဟာစာမေးပွဲမှာဒီမှာရှိခံစာမေးပွဲကဲအဲ့တော့ဘယ်လိုပြပြပေးရမလဲဆိုတော့ဒီခန်းကြီးကကွယ်တစ်လုံးနဲ့မသုံးဘူးသူကစာမေးပွဲမှာပါတာကဲနေရောဒီကိုအရင်ပြောလိုက်မယ်ဒါကိုအရင်ပြောပြလိုက်မယ်ဒါကိုအမတို့ကတစ်လုံးနဲ့မစစ်ဘူးပေါ့ M4 မှာစာမေးပွဲဆိုတဲ့တွဲလုံးမှာစစ်တာစာမေးပွဲဆိုတဲ့တွဲလုံးကဒီမှာပါတဲ့ရှိအိုင်ပြိုင်ပွဲမှာအမတင်ပြီးသွားပြီရှိအိုင်စမ်းသက်တာလေအဲ့တော့စာမေးပွဲဆိုတာကစမ်းသက်တဲ့သဘောပဲစာမေးပွဲစစ်တယ်ဆိုတာကကျောင်းသားတွေအရေးချင်းရှိမရှိစမ်းသက်တဲ့သဘောပဲဖြစ်တဲ့အတွက်ကြောင့်စမ်းသက်တဲ့ခန်းကြီးနဲ့ပေါင်းထားတယ်ဒါလေးကိုတော့အမပြန်မှတ်ပြီးမယ်ပေါ့နော်ကဲဒါကိုမြင်စာမေးပွဲလို့မှတ်ထားလိုက်အောင်ကဲဒီကိုကြည့်မယ်ဒါကခန္ဓာကိုယ်ဒါရှိလို့ဆောင်းပွဲတစ်ပွဲဖြစ်မယ်ဆိုလို့ရှိရင်ခန္ဓာကိုယ်ခေါင်းထဲမှာလည်းစာတွေမှတ်ရတယ်ပါဇက်ကလည်းလိုက်ကြက်ထားရတယ်လက်နဲ့လည်းခြာရည်ရတခါလေလက်နဲ့ခြာရည်လို့မမီ6နဲ့လမ်းလျှောက်ပြီးကြက်ရတယ်အဲ့တော့ခန္ဓာကိုယ်တကိုယ်လုံးကခွန်အားတွေတုံးပြီးတော့စာမေးပွဲဖြေဆိုထားတဲ့အတွေ့အကြုံတွေရှိကြတယ်လူတိုင်းမှာပေါ့နော်အခုဂျပန်စာအတွေ့အကြုံဆိုတာခန္ဓာကိုယ်တကူလုံးကိုတုံးရတယ်အတွေ့အကြုံတွေရတဲ့ဆိုတော့ကိုယ့်ရဲ့ခန္ဓာကိုယ်ကခွန်အားတွေအကုန်လုံးတုံးပြီးတော့စာမေးပွဲဖြေဘူးတဲ့အတွေ့အကြုံတွေရှိတယ်ဒါရှိလို့ဒီလေဒီလိုမျိုးအတွေ့အကြုံတစ်ခါလေရှိတာပေါ့ခေါင်းတွေကိုက်တာမျိုးလက်တွေညောင်းချီတာမျိုးပါဇက်တွေအပြုံထွက်အောင်ကြက်ထားရတာမျိုးဘိုက်တွေအောက်နိုင်လို့စိတ်ဖိစီးဘိုက်တွေအောက်နာမျိုးပြီးလို့ချင်း6ကနေရှောက်ပြီးကြက်ရတာမျိုးအဲ့တော့ခန္ဓာကိုယ်ကခွန်အားတွေအသုံးပြုပြီးတော့စာမေးပွဲဖြေဘူးတဲ့အတွေ့အကြုံရှိတယ်ဒီခန်းကြီးလေးကစာမေးပွဲမှာပါမှာမလို့စာမေးပွဲကိုရှိခံလို့ခေါ်တယ်ရှိခန်းကြီးကအရှိရဖိုင်မှာတော့ရှိကစမ်းသက်တာစာမေးပွဲဆိုတာစမ်းသက်တဲ့သဘောမလို့စမ်းသက်တယ်ဆိုတဲ့စိတ်မြင်တတ်လို့နော်စမ်းသက်တယ်ဆိုတဲ့ခန်းကြီးလေးပါတယ်တော်တော်လေးကိုထိန်းပြောထားတာဒီခန်းကြီးကအရေးကြီးတယ်အရေးလွန်ကြီးတယ် serious ဖြစ်တယ်ဒါလေးကလေးတာဒါကကြီးတာဒါကလေးတယ်လေးနက်ကြီးတယ်ကြီးမစကားလေးကိုဒါကိုယူဆလို့ရအောင်လို့အမစကားနည်းနည်းလေးပြောင်းလိုက်တယ်လေးတာကိုမှလေးနက်နဲ့ကြီးမစဉ်းစားရတယ်ဆိုဒီကိစ္စအရေးအလွန်ကြီးတာဥပမာကွယ်ထားပါတော့ငါဘာအင်ကြီးလေးဝင်ကောင်းမလဲဆိုသတ်ဖြစ်ပေါ့နော်ငါဘာစားရင်ကောင်းမလဲအဲ့လိုကိစ္စထက်ဆိုင်ကိစ္စတစ်ခုကိုလေးနက်နဲ့ကြီးမစဉ်းစားရပြီဆိုဒါကအရေးအလွန်ကြီးတာမလို့အရေးကြီးတာမလို့
ဒါကကိုက်ညီတယ်ဒါကကိုက်ညီတယ်ဆိုတဲ့ခန်းကြီးသူ့ရဲ့ရှိခံရှိနဲ့သူနဲ့ပေါင်းရင်စမ်းသက်တယ်ကိုက်ညီမှုရှိမရှိစမ်းသက်တာကပြိုင်ပွဲဆိုပြီးတော့ရှိအိုင်ပြိုင်ပွဲဆိုပြီးအမှတွဲလုံးတင်ထားဘူးတယ်နော်အခုကပြန်ခွဲထွက်သွားတယ်ရှိခံစမေဝဲဒီမှာဒါလေးကကြတော့ဗာလဲဆိုတော့ကိုက်ညီတာဒါကကြတော့စွတ်စွတ်တွက်ချက်တာတိုင်းတာတွက်ချက်တာကိုက်မကိုက်ပြန်တိုင်းရတယ်ပြန်တွက်ရတိုင်းတာတယ်တွက်ချက်တယ်ဟာကာရီမတ်ပေါ့နော်ဟာကာရီမတ်တိုင်းတာတယ်ဟာကာရီမတ်ကတိုင်းတာတယ်တိုင်းတာတယ်ပေါ့နော်ကိုက်မကိုက်ပြန်တိုင်းရတယ်ပေါ့တိုတယ်ကိုဆိုလိုတာကဟိုတိုင်းတာတွက်ချက်အမှစကားနဲ့ဖြည့်လိုက်မယ်ပေါ့နော်စုစုပေါင်းအခုចောင်းသားတို့ကပစ္စည်းတစ်ခုသွားဝယ်တယ်သွားဝယ်ပြီဆိုလို့ရှိရင်ကောင်တာလူတွေကကိုက်မကိုက်နော်ပြန်တိုင်းရတယ်စရင်နေနဲ့ပြန်တိုင်းတာကြည့်ရတယ်မှန်လားမှားလားပြန်တိုင်းတာကြည့်ရတိုတယ်ကိုတိုတယ်ထွက်မယ်တိုတယ်ဆိုတာမျိုးကတိုတယ်တစ်ခုထုတ်တော့မယ်ဆိုရင်ကိုက်တိုတယ်တစ်ခုဆိုတာကိုက်ညီဖို့လိုတယ်ကိုက်ညီစရင်နဲ့ကိုက်ညီဖို့လိုတယ်ကိုက်မကိုက်ပြန်ပြီးတိုင်းတာတွက်ချက်ရတယ်ပေါ့နော်ဂေါခဲကတိုတယ်ဆိုတာတိုတယ်တစ်ခုထုတ်ပေးဖို့အတွက်ဆိုရင်အမားတို့ကပြန်ပြီးကိုက်ညီမညီပြန်စစ်ရတယ်စဉ်းစားကြည့်ကရှားအဖွဲ့တွေဆိုလို့ရှိရင်ကရှားမှာလုပ်တဲ့အဖွဲ့တွေဆိုလို့ရှိရင်ဘာလုပ်ရလဲဆိုတော့ဟိုတိုတယ်တစ်ခုထွက်ပြီးဆိုလို့ရှိရင်ကိုက်ညီဖို့လိုတယ်စရင်နဲ့ကိုက်ညီဖို့လိုတယ်ပြီးတော့ကိုက်မကိုက်ပြန်ပြီးတိုင်းတာကြည့်ရတယ်ပေါ့နော်ဒီဟာဟုတ်ရဲ့လားတွက်ချက်ကြည့်ရတယ်ပေါ့တိုင်းတာတွက်ချက်ကြစကားလေးနဲ့ထည့်ပြောလိုက်တာနောက်တစ်ခုကဒါကဆိုင်လေဒါကဆိုင်ဒါကနာဂကြီးကကြာတော့ဆိုင်တဲ့ဆိုင်မှာအချိန်အကြာဆုံးအလုပ်လုပ်တဲ့လူဘယ်သူပဲမေးဆိုင်ရှင်ပဲစဉ်းစားကြည့်ဆိုင်ရှင်ကြောင့်မလို့ဒီဆိုင်ဖြစ်လာတာလေအမြဲတမ်းနာဂကြီးခံကြီးကသူများနဲ့တွေ့ပိုင်ရှင်အထက်လူကြီးတစ်ခုခုဖြစ်သွားတယ်ဘာကြောင့်လဲနာဂကြီးကရှေ့ကြတာဘယ်အလုပ်မဆိုဝန်ထမ်းဆိုတာအပြောင်းလဲရှိမယ်ကွာအပြောင်းလဲများအောင်မယ်ဆိုင်ပိုင်ရှင်တွေဆိုတာကကနဦးသူတို့တီထောင်ခဲ့တာများတယ်လေနော်အဲ့ဒါကြောင့်ဆိုင်တဲ့ဆိုင်မှာအချိန်အကြာဆုံးတက်တန်းအရှည်ဆုံးလုပ်တဲ့လူဆိုအဲ့ဒါဆိုင်ရှင်ပဲဒီကန်းကြီးကကုန်ပစ္စည်းဒီကန်းကြီးကဖြတ်တယ်ပြက်တယ်သူ့ဘာသူဆိုလှိဖြတ်တယ်ပြက်တယ်ခီရဲဆိုပြက်သွားတယ်ပစ္စည်းနဲ့ပြက်တာနဲ့ပေါင်းတော့ပစ္စည်းပြက်သွားတယ် stock out of stock ဖြစ်သွားတယ်ပစ္စည်းကုန်သွားတယ်ပစ္စည်းပြက်သွားတယ်ဒါကစားတဲ့ခန်းကြီးဒါလေးကကုန်ပစ္စည်းပေါင်းလိုက်တော့စားတာနဲ့ပစ္စည်းနဲ့ပေါင်းတော့စားတော့ကုန်နေပေါ့ကဲဒီမှာဒါရှင်းပြမယ်ဒါအပေါ်ဒါလေးကပစ္စည်းဂျောဟင်းနဲ့ရှိတအောက်ရဲ့ဒါလေးကပစ္စည်းဂေဟင်းဂျောဟင်းနဲ့ဂေဟင်းကဂျောဟင်းကအထက်တန်းကြတယ်ဂေဟင်းကအစင်တန်းနေနေနည်းနည်းလေးမျက်လုံးထဲမှာမှတ်မိအောင်ပြလို့ရှိရင်အမတို့ကစိုင်နေမှာလေလူစိတ်ပေါ့နော်လူစိတ်အပေါ်မှာထားတဲ့ပစ္စည်းတွေကအမြဲတမ်းပို့ပြီးတော့အထက်တန်းကြတဲ့ပစ္စည်းဖြစ်လို့ဥပမာပြောမယ်ကွယ်10သိန်းတန်နဲ့1000တန်နဲ့ဥပမာနော်10သိန်းတန်ပစ္စည်းဆိုတော့အမတို့မှာစင်ပေါ်မှာလေရွလေးထားတယ်ဖုံပေမှာဆိုလို့ဥမာ10သိန်းသိန်း100သိန်း1000အဲ့လိုတန်းတဲ့ဟာအမတို့တစ်ခါလေဥမာကွယ်လေစိတ်တွေဘာတွေမှာ LV showroom တို့ဘာတို့သွားတယ်တော့မဟုတ်ပါဘူးသွားငန်းတာပါနော်ဥပမာပေါ့စိုင်နေထဲမှာဆိုအမမြင်တယ်လက်အိတ်တာကိုမှစွတ်ထားတာလက်အိတ်သူတို့ပစ္စည်းကိုအထိမခံဘူးလက်အိတ်တွေစွတ်ထားတာတောင်ဝင်လို့လည်းမရဘူးအဆောင်မှာအပေါက်အားလေးသွားဝင်ခြင်းလို့သွားမေးမြန်းသွားငန်းခြင်းတော့ပေါ်တယ်မငန်းရုပ်အဲ့လိုမျိုးပေါ့နော်ပြောချင်တာကအပေါ်မှာပစ္စည်းလေးတွေအပေါ်မှာပစ္စည်းလေးထားတယ်ဆိုတာအထက်တန်းကြလို့အဲ့လိုမဟုတ်ဘဲနဲ့အချို့ဥပမာအတုတွေရောင်းတယ်ကွာရှိရမလား second hand တို့ဘာလို့အတုတွေရောင်းနေဆိုလို့ရှိရင်ဟိုအောက်မှာဘိုးဆိုပြီးအများကြီးပဲအောက်မှာအကုန်လုံးပြုံလိုက်လေးတွေပုံထားတာလူဆိုတာကလေကိုပစ္စည်းလေးကအဖိုးတန်နေဆိုလို့ရှိရင်ကိုမှယူရနဲ့အပေါ်မှာထားချင်တာနည်းနည်းတိတ်ပြီးတန်မိုးမကြီးပါဘူးဆိုရင်ကအောက်မှာချချင်တာဆိုလိုတာကခန်းကြီးလေးနဲ့အဓိပ္ပာယ်လေးနဲ့နည်းနည်းလေးမှတ်ရလွယ်အောင်အမကူညီပေးတဲ့သဘောပါเนาะမျက်လုံးထဲမှာမြင်တာဥပမာပေးတာเนาะကျန်တော့ပြပြတာမဟုတ်ဘူးအဲ့တော့တွဲလိုက်မယ်ဆိုရင်အပေါ်နဲ့ကုန်ပစ္စည်းနဲ့ထားရင်အပေါ်လေးတွေမှာထားတဲ့ကုန်ပစ္စည်းတွေဆိုတာအထက်တန်းကြတယ်ပေါ့အောက်တွေမှာထားတဲ့ပစ္စည်းတွေဆိုတော့နည်းနည်းအစင်တန်းနှိမ့်နေပေါ့သူကလူတွေမှာသုံးတယ်เนาะလူတွေမှာသုံးတာမြင်တယ်ထက်တန်းကြတယ်သူ့ရဲ့အပြုအမူကထက်တန်းကြတယ်သူ့ရဲ့စကားပြောပုံပြောနည်းကထက်တန်းကြတယ်သူကအောက်တန်းကြတဲ့စကားတွေပြောတယ်အစင်တန်းနှိမ့်တဲ့စကားတွေပြောတယ်အစင်တန်းနှိမ့်တဲ့အပြုအမူတွေလုပ်တယ်အဲ့လိုပုံစံမျိုးလေးပေါ့တဲဂျီနာဒီမှာအမတို့ဒီနာကနေစပြီးကုန်ပစ္စည်းတွေပါသွားတာ6လုံးမြောက်ကနေစပြီးတော့ကုန်ပစ္စည်းတွေပါသွားတယ်တဲကလက်ရှိနာမွန်တို့ကဒါပစ္စည်းလက်ထဲမှာပစ္စည်းတွေတုံးပြီးမျက်လှည့်တွေပြတယ်အမတို့မျက်လှည့်ပြတယ်ဆိုတာလက်ပလာကြီးနဲ့ပြလို့မရဘူးလေလက်ထဲမှာပစ္စည်းလေးတွေကင်ပြီးတော့ပြကြတာဟုတ်အဲ့ပစ္စည်းတွေကိုမှမျက်စိကိုလှင်အောင်တို့တွေမှာလိုက်ကြည့်ရတာလေအဲ့တော့မျက်လှည့်ပြတယ်ဆိုတာတဲ့ဆိုတဲ့လက်ထဲမှာဂျီနာဆိုတာရှိနာမွန်တို့ရဲ့ရှိနာခါမိကနေဂါမိပြောင်းသွားတယ်လို့ပေါ့ရှိနာမွန်တို့ရဲ့ရှိနာကနေဂျီနာဖြစ်သွားတယ်
တဲ့ကြီးနာလက်ထဲမှာတို့တွေပစ္စည်းရာတွေတုံးပြီးတော့ဘာလုပ်ကြလဲဆိုတော့မျက်လဲပြတယ်အဲ့တော့အမကဒါ M4 နဲ့ခန်းကြီးတွဲလုံးနဲ့ပတ်သက်ရင်3ဖိုင်တင်ဘူးတယ်ဆိုတော့အချို့ပြောပြီးတဲ့မူရင်းတွေတော့ပြင်မပြောတော့မောလို့လေနော်ကြည့်ဒါဆိုဒီနားမှာကြည့်6ခွန်8 910အကုန်လုံးမှာရှီနကုန်ပစ္စည်းတွေပါတယ်ရှီနအဲ့ဒီမှာဒါတော့ပြောစရာမလို M5 က1လက်ထဲမှာဒီမှာပစ္စည်းတွေလက်ထဲမှာပစ္စည်းတွေတုံးပြီးတော့မျက်လဲပြတယ်ကျွန်မမျက်လဲပြရဥပမာပေါ့ကွဒီမှာဖျားငုတ်တုတ်ကြီးဟိုဒီမှာပစ္စည်းဒီမှာမရှိတော့ဘူးလို့ဘာလို့ညာတော့မျက်လဲပြတယ်ပဲယုံလိုက်တော့ကိုကအဲ့လိုပဲပြတတ်တယ်အဲ့တော့လက်ထဲမှာဒီမှာပစ္စည်းတွေဘာတွေကိုတုံးပြီးတော့ဟိုဘက်လက်ကနေဒီဘက်လက်ကိုမရှိတော့ပြုတ်သွားတယ်လက်ထဲမှာပစ္စည်းတွေဘာတွေတုံးပြီးတော့မျက်လဲပြတယ်ဒါတော့မူရင်းမှန်နီပြောစရာမလိုဘူးထင်တယ်တအားလွယ်တာမလို့လေအတေးပဲလေးပဲမှတ်မိအောင်ပဲကုညီပေးဖို့လိုတယ်လို့ယူဆတယ်ပေါ့နော်အပေါ်မှာထားတဲ့အပေါ်လေးတွေမှာတရုတ်တရထားတဲ့ပစ္စည်းလေးတွေကအထက်တန်းကြတယ်ပေါ့အောက်ဒီမှာပုံထားတဲ့ပစ္စည်းလေးတွေနည်းနည်းအစင်တန်းနေလို့ပေါ့နောက်တစ်ခုစားတာကိုလည်း M5 ကလေးကတည်မယ်စားတဲ့ပစ္စည်းကစားတောက်ကုန်ပစ္စည်းဒီမှာစားပစ္စည်းဒါကပြက်တာဒါလေးမမှတ်မိရင်နှွေးပေးမယ်ဒါလေးက9ခန်းကြီးလေး9ပြောင်းမြင်ဒါလေးကဓာတ်ကိုကိုစားပြုတယ်9ချက်လောက်ဓာတ်နဲ့ဖြတ်လိုက်လှီးဖြတ်တယ်9ချက်လောက်ဓာတ်နဲ့လှီးဖြတ်တယ်ဒါဖြတ်တယ်ဆိုတော့ပြက်သွားတယ်ပေါ့နော်ပစ္စည်းပြက်သွားတယ်ဆိုင် M5 ခန်းကြီးဒါကနာဂါဤရှေ့တာဆိုင်ကိုမမှတ်မိလို့ရှိရင်ဆိုင်နဲ့ဆိုင်ဖွင့်မယ်ဆိုရင်အမိုးကာလေးရှိရတယ်လေလုံမိုးလုံးအမိုးကာလေးအချို့ဆိုင်တွေကစကားပြောရင်လေဥရယ်အထက်စီးကနေပါဇက်ကနေပြောတဲ့ဆိုင်တွေရှိတယ်ဒီမှာကြည့်ဆိုင်နဲ့ဆိုင်ဖွင့်မယ်ဆိုလို့ရှိရင်အမိုးကာလေးရှိရတယ်အချို့ဆိုင်တွေကစကားပြောရင်အထက်စီးကနေပါဇက်ကနေပြောတဲ့အထားရှိတယ်အရန်အဝတ်အစားတကယ်တွေးရင်ဒီလားကြုံခဲ့ရမှတ်ကြုံခဲ့ရဘူးတာကအရင်တုန်းကတခါငငယ်တုန်းက16 17 18 10ကျော်သက်ဝင်းကျင်လောက်ကတည်းကအခုလည်းဝရတယ်ကွာအဲ့တုန်းကလည်းဝပါတော်တော်လေးဝပါတယ်ပေါ့နော်အမြဲတမ်းဝပါတစ်လုံးလည်းဝပါတယ်အဲ့တော့သွားတဲ့ခါမှာတငယ်ချင်းအမ2ယောက်ရေတငယ်ချင်းမ2ယောက်ရေတူသွားတာအဲ့တငယ်ချင်းအမ2ယောက်ကတော့ဝယ်နေကြပေါ့နော်ကိုကကြတော့မန္တလေးဘက်ကိုသွားတာဆိုတော့အဲ့ဆိုင်မှာမဝယ်ဘူးဘောင်းမီလေးတစ်ခုမေးတာဂျမောက်မီလေးမေးတာဟိုပြောချင်းတလို့လို့မပြောချင်းတလို့လို့ဒူတလို့လို့မတန်တလို့လို့မဒူတလို့မတန်တလို့နင်းဆိုင်နဲ့ရှိမှဆိုင်ရှိပါမလားမရှိဘူးလေအမဆိုင်ကတော့ပညာတရကစသဖြင့်ပြောတာကိုဝတ်ထားတဲ့အဝတ်စားပေါ်မူတည်ပြီးတော့အချို့ဆိုင်တွေအထက်စီးကနေပြောတာရှိတယ်ပေါ့နော်ဒါကတော့ခန်းသားချက်ကိုပြန်ပြောတာဆိုင်ခန်းကြီးတင်နေဆိုင်တစ်ဆိုင်ဖွင့်မယ်ဆိုရင်အမိုးကလေးရှိကြတယ်အချို့ဆိုင်ကလူတွေသဘောကောင်းသလိုအချို့ဆိုင်ကအထက်စီးကနေပြောတာလည်းရှိတယ်ဒါလေးကဆိုင်ဒီကန်းကြီးကနာဂကြီးရရှေ့ကြတာဒီမှာရှေ့တဲ့ခန်းကြီးဘီလို့မြင်လိုက်ဘီပုံစံလေးဘီတို့တွေသပင်ရှင်ဘီလေးနဲ့ဖီရဒီမှာဘီပုံစံလေးလေသပင်ရှင်ဘီလေးနဲ့ဖီရတယ်သပင်ဆိုတာအလဲပဲခွဲဘေးပဲခွဲနှစ်ဖက်ရှိတာမလို့နှစ်ချမ်းလေးပေါ့နှစ်ချက်ဖီးရတယ်ပေါ့နော်ဘီပုံစံလေးဘီတွေပါတွေတုံးရတာကတုံးကဘသူကသပင်တုံးဘီတုံးမှာတော့အဲ့တော့ဘီတွေပါတွေတုံးရတာသပင်ရှည်လို့ဘီပုံစံလေးနဲ့တွေ့နာဂရီရရှည်တော့ဆိုင်တဲ့ဆိုင်မှာတက်တန်းအရှည်ဆုံးကတန်းချော်ဆိုင်ရှင်ဒီကန်းကြီးလေးပြပြမယ်ဒါကကြီးတာဒါကအလေးတာနဲ့ကြီးတာနဲ့လေးနက်နက်ကြီးမားမားတွေးရတာကအရေးအလွန်ကြီးတာပေါ့နော်ဒါလေးပြန်ပြောလို့ရှိရင်လေးတဲ့ခန်းကြီးကကြတော့ဒီမှာအိုင်နဲ့ကားနဲ့ပေါင်းထားသလိုပဲလေအိုင်တို့ကကားတွေနဲ့လေးတဲ့ပစ္စည်းတွေကိုတည်ကြတယ်ဒီမှာအိုင်ဆိုတဲ့အင်္ဂလိပ်စကားလုံးနဲ့ဒီမှာကားအလဲမှာကားခန်းကြီးနဲ့ပေါင်းထားသလိုပဲဆိုတော့အိုင်တို့ကကားနဲ့လေးတာတွေကိုတည်ကြတယ်ဒါကကြီးတာဒါတိတယ်လေးနက်နက်ကြီးမားမားစဉ်းစားရတယ်ဆိုတာအရေးအလွန်ကြီးတဲ့ကိစ္စမလို့ဟုတ်ပြီနော်ဒါကဂေါခေကစုပေါင်းဆိုတော့ဒါကိုက်ညီဖို့လိုတယ်တိုင်းတာတဲ့အခါမှာကိုက်ညီဖို့လိုတိုတယ်ထုတ်တော့မယ်ဆိုရင်တိုတယ်ချင်းနဲ့သတ်မှတ်တော့မယ်ဆိုရင်တိုတယ်တစ်ခုတွက်တော့မယ်ဆိုရင်ကိုက်ညီဖို့လိုတယ်တိုင်းတာမှုကကိုက်ညီဖို့လိုတယ်ဘယ်ချိန်မှလဲဆိုတော့တိုတယ်စုပေါင်းတော့မယ်ချိန်မှာတိုင်းတာမှုကိုက်ညီဖို့လိုတယ်စည်ရင်ကိုက်ဖို့လိုတယ်ကိုယ့်ရဲ့တိုင်းတာမှုကစည်ရင်ကိုက်ဖို့လိုတယ်ဘယ်ချိန်မှလဲဆိုရင်တိုတယ်တစ်ခုအဖြစ်နဲ့တွက်တော့မယ်ဆိုရင်အဲ့တော့ပြန်ပြောမယ်နော်ဒါကိုက်ညီတာအမတင်ထားပြီးကိုက်ညီတာအမိုးအောက်မှာတခုခုပြောမယ်ဆိုရင်အချင်းချင်းကနဲ့ကိုက်ညီဖို့လိုတယ်တိုင်းတာတာကြတော့တခုခုတိုင်းတာခြင်းအဝတ်တွေပါချုပ်လို့တိုင်းတာခြင်းစကားလေးပါလေးပြောရတယ်ကိုလိုချင်တဲ့ဒီဇိုင်းလေးပါလေးပြောပြီးတော့10မိနစ်လောက်တိုင်းတာတယ်အမဒီဖိုင်တွေကိုဒါတွေကိုဒီမှတ်နည်းတွေကိုဘယ်မှာပြောခဲ့ပြီးပြီလဲဆိုတော့ကဒီမှာတိုင်းတာတာမှာတစ်ခါပါတယ် day 3ဘာလို့ဟာဒါ and 3ဟာ
N3 ဆိုရင် N2 မှာမပါတော့ N4 မှာမပါသေးဘူးထင်တယ်ကိုက်ညီတာတော့ပါတယ်တိုင်းထားတာမပါဘူးထင်တယ်ဒါဆိုရင် Okay ပြန်ပြောမယ်နော်ပြန်ပြောရင်တိုတယ်ဆိုလိုတာကဒါကကိုက်ညီတာကိုက်ညီဖို့လိုတယ်ကိုတိုင်းထားတာတွေရလက်ကကိုက်ညီဖို့လိုတယ်တိုတယ်စရင်ထုတ်တော့မယ်ဆိုရင်တိုတယ်တွက်တော့မယ်ဆိုလို့ရှိရင်ကိုက်ညီဖို့လိုတယ်ကိုယ့်ရဲ့တိုင်းတာချက်တွေကကိုက်ညီဖို့လိုတယ်ကိုယ့်ရဲ့တိုင်းတာထားတဲ့စရင်ကကိုတိုင်းတာထားတဲ့စရင်ကကိုက်ညီဖို့လိုတယ်ဘယ်ချိန်မှလဲဂေါ်ခေးလို့ခေါ်တယ်တိုတယ်တစ်ခုတွက်တော့မယ်ဆိုလို့ရှိရင်ကိုက်ညီဖို့လိုနားထဲမဆွဲမှာဆိုတော့ထက်ခါပြောနေတယ်နော်ကိုက်ညီဖို့လိုတယ်ကိုတိုင်းတာထားတဲ့စရင်ကကိုက်ညီဖို့လိုတယ်တိုတယ်တွက်တော့မဲ့အချိန်မှာတိုင်းတာတာကိုပြန်နှွေးပြီးရင်အမတို့အင်ကြီးတွေပါချုပ်တယ်အတိုင်းတွေပါယူရတယ်ခါဘလောက်ရင်ဘလောက်လက်မောင်းဘလောက်ခြေထောက်အရှည်ဘလောက်လက်အရှည်ဘလောက်တိုင်းတာမယ်ဆိုရင်ကိုလိုချင်တဲ့ဒီဇိုင်းလေးပြောရတယ်ကျမတော့လက်စကနော်လက်တိုနော်လက်ရှည်နော်ရင်ဘုံနော်ကိုလိုချင်တဲ့ဒီဇိုင်းလေးပြောပြီးတော့10မိနစ်လောက်တော့တိုင်းတာရတယ်အဲ့တော့ကိုက်ညီတာနဲ့တိုင်းတာတာနဲ့ပေါင်းလိုက်ရင်စရင်ကိုက်ဖို့လိုတယ်ကိုတိုင်းတာထားတဲ့အရာစရင်ကိုက်ဖို့လိုတာက goal case ဆိုတဲ့တိုတယ်တွက်တဲ့အချိန်မှာနောက်ဆုံးနှစ်ခုကစာမေးပွဲကိုရရင်ကြံတာရပြီစာမေးပွဲကြောင့်နှိမ့်မိမယ်စာမေးပွဲအဲ့တော့စာမေးပွဲကရှိခံရဲ့အရှိရအစိပ်ပိုင်းကအမပြောပြီးသားစမ်းတက်တာလေစမ်းတက်တယ်ဆိုတာလို့ပြောရတယ်အိုင်တို့ခေါင်းထဲမှာရှိတဲ့ဟာတွေကိုအတွေးခေါ်တွေကိုပြောရတာစာမေးပွဲဖြေတယ်ဆိုတာလေစမ်းတက်တဲ့သဘောမလို့စမ်းတက်တယ်ဆိုရဲရှိကိုထည့်လိုက်တယ်ခံကဘလို့ခံလဲဆိုတော့ဒီမှာမြင်းဟိုးအရင်ခေတ်တုန်းကလေမြင်းစည်းတဲ့အတက်ပညာအထာရတဘာလားမသိဘူးအဲ့လိုမျိုးတွေပညာတွေသင်ရတယ်လေမြင်းစည်းပြရတယ်စာမေးပွဲစမ်းသက်ချက်အနေနဲ့မြင်းစည်းပြရတယ်ပေါ့နော်မြားပစ်တာတို့မြင်းစည်းတာတို့အဲ့လိုမျိုးဟိုးအရင်ခေတ်ကမင်းကြီးမင်းသားတွေကအဲ့လိုမျိုးပေါ့ကွာစာမေးပွဲဖြေတယ်ဆိုအဲ့လိုမျိုးမြင်းတွေပါတယ်ကိုယ့်ရဲ့လက်ယုံကြီးနှလုံးကြီးတီးဖို့အတွက်မြင်းစည်းပြရတယ်စာမေးပွဲကမြင်းစည်းပြရတယ်ကိုဒီလိုမျိုးအရေးချင်းရှိမရှိပေါ့ကျောင်းစာမေးပွဲမဟုတ်ဘဲနဲ့ပေါ့နော်ပြီးလို့ရှိရင်ဒီမှာဘလို့စီးလဲဆိုခမောက်တွေပါတယ်စောင်းထားတယ်ခမောက်တွေပါတယ်စောင်းထားတယ်လူကခမောက်တွေပါတယ်စောင်းပြီးတော့လက်ထဲမှာမသိအထုပ်ပိုးကြီးပိုက်ထားတဲ့ပုံစံနဲ့မြင်းုံလည်းတခြားမကိုင်းရဘူးအထုပ်ပိုးကြီးပိုက်ထားတဲ့ပုံစံနဲ့ခေါင်းပေါ်မှာလည်းခမောက်နဲ့အဲ့လိုမျိုးတကယ်စီးတက်မစီးတက်ကျွမ်းကျင်မကျွမ်းကျင်ပေါ့ပြောချင်တာကစာမေးပွဲကိုဂျပန်လိုရှိခံလို့ခေါ်တယ်စာမေးပွဲစစ်တယ်ဆိုတာကစမ်းတက်တာပဲစာမေးပွဲစစ်တယ်ဆိုတာပျော်လို့လုပ်တာမဟုတ်စမ်းတက်တဲ့သဘောမလို့အရှိကဗီဒီယိုဖိုင်မှာတင်ထားတဲ့စမ်းတက်တယ်ဆိုတဲ့ခန်းကြီးလေးပါသွားတယ်စာမေးပွဲမှာဘာလဲစမ်းတက်လဲဆိုစိတ်မရှိတော့စာမေးပွဲမှာဘာကိုလဲစစ်ဆေးလဲဆိုတော့လက်ယုံကြီးဒီတယောက်ကအရေးချင်းရှိလားသိဖို့အတွက်ဒီမြင်းစီးတဲ့အတက်ပညာအချို့လေရင်မောင်တွေလေရင်မဲတွေဆိုလို့ရှိရင်အမတို့ရေကူးတာစစ်တယ်ကွာရေကူးဖို့အတွက်စစ်တယ်ကွာအဲ့လိုပဲဒီလိုမျိုးပေါ့နော်ဒီစာမေးပွဲမှာကြတော့မြင်းစီးပြခိုင်းတယ်အမရှောက်ပြောရတယ်ဆိုတာကသူ့မှာပါတဲ့ခန်းကြီးကိုကျောင်းသားတို့မြင်အောင်လိုက်ပြောပေးရတာနော်ဘလို့စီးရလဲဆိုတော့ခမောက်ဆောင်းထားရသေးတယ်လက်ထဲမှာအထုပ်ပိုးကပိုက်ထားရသေးတယ်ရှိခံခါရဒခန္ဓာကိုယ်ရှိသမျှခွန်အားတွေတုံးပြီးတော့ရှိခံရဲ့ခံစာမေးပွဲဖြေဖို့စ조사မှုတဲ့အတွေ့အကြုံရှိတယ်ခန္ဓာကိုယ်ရှိသမျှခွန်အားတွေတုံးပြီးတော့စာမေးပွဲဖြေဖို့တဲ့တိုင်းခံအတွေ့အကြုံရှိပါတယ်ဒါလေးကတော့၄ဖိုင်မြောက်ပါရှင်